ဘောလုံးနဲ့ချင်းလုံးဘာကွာလဲသိလားမသိပါဘူးဟေးမသိရင်မှတ်ထားဘောလုံးဆိုတာသေနဲ့လုပ်ပြီးတော့ချင်းလုံးကချိန်နဲ့လုပ်ကျုပ်တို့ရွာသားရွာရဲ့ဂုံယူပွဲဟာနေတူးနေမြတ်တရက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျုပ်တို့ရွာသားရွာကိုဂုံဆောင်ပေးမယ်အားကစားသမားကောင်းတွေပေါ်ထွက်လာဖို့အတွက်ကျုပ်ကိုဘောလုံးအသင်းနီးပြအဖြစ်ဂုံယူပွဲရာရွာပေးအနည်းနဲ့သမိုင်းပေးရတယ် ရွာပေးတာလေတမန်ပေးရမဟုတ်ဂျိုးရင်ဟောပေးရမဟုတ်ပြောချင်ပြောဗျာလှုပ်ချင်လို့ ရွာပေးအနည်းနဲ့ဂုံယူပွဲနေတူးနေမြတ်ဖြစ်တယ်ဒီနေ့ဟာကဘာတီသွေးမော်ကွန်းတင်နေမဲ့တမိုင်းဝင်လေးတနေ့လည်းဖြစ်တယ်သမိုင်းနဲ့ဟုတ်တယ်နော်အဲ့တော့အားလုံးကိုကျုပ်ပြောချင်တာကကျုပ်ကိုတရွာတဲသားချင်းဆိုပြီးမလေးမစားဆက်ဆံတာရွာထဲမှာရတယ်ဘောလုံးကွင်းထဲမှာတော့ကျုပ်ပြောသမျှနားတော့မှာကျုပ်ကသိဆိုသိရှင်းဆိုရှင်းမသိမရှင်းဆိုမသိမရှင်းဒါပဲဟုတ်ပြီနော်ရှင်းတယ်နော်အဲ့တော့ဘောလုံးနဲ့ပတ်သက်ပြီးရှင်းပြမယ်ဘောလုံးနဲ့ချင်းလုံးဘာကွာလဲသိလားမသိပါဘူးဟေးမသိရင်မှတ်ထားဘောလုံးဆိုတာသေနဲ့လုပ်ပြီးတော့ချင်းလုံးကချိန်နဲ့လုပ်တယ်ရှင်းပါတယ်မနှောင်းနဲ့အတီးပြောနေတာအဲ့ဒါကြောင့်မလို့သေနဲ့ဘောလုံးခုံနဲ့ခုံအားသွားနှုံလာနှုံမတူချင်းလုံးသွားနှုံလာနှုံခုံနှုံမတူဘာကြောင့်လဲသိလားဘောလုံးကလေပါပြီးချင်းလုံးကလေမပါလို့အဲ့တော့ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့အဲ့လိုဖြစ်သွားရင်ဒီမှာထားပဲဒီမှာထောက်တာလောင်းဒီမှာထောက်တာကိုဘောကိုသူများရှိမပါစေရဘူးဘောနော်မပြန်ထားလိုက်ဒါပဲအဲ့လိုဒါပဲနီးတယ်အဲ့လိုဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ပြောရမယ်အားလုံးနားထောင်ပါအခုနီးပညာနဲ့ပတ်သက်ပြီးပြောမယ်ဘောလုံးကိုဘာနဲ့ကန်ရမလဲခြေထောက်နဲ့ no ရှင်ဘက်နဲ့ကန်စမ်းပါအဲ့ဆိုဒီလိုလေးပေါ့နားကြီးတာကွာကောက်မဟုတ်ပြီးတော့အေးဘောလုံးကိုရင်ဘက်နဲ့ကန်ဆိုတော့ရင်ဘက်ထဲကိုထည့်တာဘောကိုချစ်ပါဘောကိုတွေ့တော့ဘောကိုမျက်နှိုးပါဘောကိုကိမစဲဘောဘေးထွက်သွားတယ်ဘောလုံးကလည်းမရှိတော့ပဲနဲ့ဟုတ်ပြီနော်အဲ့တော့ဘောလုံးနဲ့ပတ်သက်လို့ technique တွေရှိတယ်စပြီနော်ဘောလုံးမှာစမူစာပုံဘလို့442ချွန်အော်ဒီလိုချွန်လေးပြီးရင်အီချာခွေးပုံစမူစာဆိုဒီလိုချွန်သွားမယ်အီချာခွေးဆိုဒီလိုခွဲထွက်မယ်အော်ဘေးကနေဟုတ်ပြီနော်ပလာတာပုံပလာတာဘောလုံးဒီလိုတိတ်နေခေါက်တယ်ပလာတာပုံပေါက်စီရမပါဘူးလားပေါက်စီရတို့ယောက်ျားလေးသင်းမပါဘူးမိန်းကလေးသင်းမပါတယ်ဟုတ်မဟုတ်သူကပေါက်စီရလုံးတယ်လေလုံးဝင်လုံးပါအဲ့တော့ပါဟာဘေးလက်ဖိုက်ဆိုင်ဖွင့်လို့လားကိုရဆိုင်လေးနဲ့တွေ့တာဟာမနောက်တော့ဗျာဦးလေးကလည်းကျွန်တော်တေချာဘောလုံးတင်ကြောင်းညာနေမကောင်းရင်နားလိုက်ပါလားကွာဘာဖြစ်လို့ညအနိုးတယ်ဝေချောနေတခုခုနဲ့တောက်ကွဲဆိုရင်တတင်းအောင်ပုံလိမ့်မယ်တကြီးရလဲဗျာဘောလုံးရုံးလည်းမသိပဲနဲ့နိုင်ငံခြားဘောလုံးပွဲတွေမှာနီးပြတွေကဒါမျိုးတွေဝတ်တယ်ဒါမျိုးတွေဖာကူဆန်တို့ဘာတို့အဲ့လိုဝတ်တာလေကျွန်တော်အဲ့ဒါဘေတုံတွေကမနေသွားရှာထားရတာနီးပြနဲ့တူအောင်လို့ဟုတ်ပြီနော်ဝီစီတန်အောင်နားတော့မှာဘောလုံးဝစပြီစပြီဘောစပြီတခါလည်းမဟုတ်စပြီမှတ်ထားလို့ရလေအဲ့ခရအရှိနောက်ဆုံးမှုတ်လိုက်တဲ့ဥစ္စာကဒါပွဲချင်းပြီးတဲ့အတန်ပဲပွဲပြီးတဲ့ကဲဘောလုံးအားကစားဝါသနာရှင်များအားလုံးအတွက်ဒီနေ့ကန်မဲ့ပွဲကကိုရွာသားချင်းချင်းနှစ်ဖက်ခွဲပြီးကန်တယ်ဆိုပေမဲ့လုံးဝပေါ့ရှိုးကန်လို့မရဘူးဟုတ်ပြီနော်ဒါကအရေးကြီးတဲ့ပွဲတော့ဖြစ်တယ်ဒီပွဲမှာပထမဆုံးဂိုးသွင်းတဲ့လူကဒီရွာရဲ့အသင်းကောင်းဆောင်ဖြစ်ဟုတ်ပြီနော်တို့ရွာသားရွာရဲ့ဘောလုံးအသင်းကောင်းဆောင်ဖြစ်မှာအဲ့တော့အသင်းကောင်းဆောင်ရွေးမှာဖြစ်တဲ့အတွက်အားလုံးအားစိုက်ပြီးကန်မယ်ဟုတ်ပြီဘောလုံးစည်းကနေအားလုံးတည်ပြီးသားနော်တည်ပြီးပါပြီโอเคစပြီကဲ你的，一家龟嘞！哇！哎呀，你冒嘞！哎呀，你什么渣？然后你知道吗？破碎了。哎，我这里，不拉倒！我把这个破了，你们。啊！
တီလုံးဆိုတဲ့ကကွာတော့ဂိုးသွားမကြည့်တဲ့ပေါက်ကိုဝင်အောင်မသွင်းနိုင်ဘူးကွာ တော့မကြတာအတော့ကိုမကြတာ ဟေးယောโอเค